ထူးဆန်းလာတဲ့ကြောက်တုံးစီတီတော်ကြောက်တုံးလေးတွေကိုထက်ကဓာတုစီတီတော်တီထားတော်မူတဲ့ထူးဆန်းလာတဲ့စီတီလူသူအရောက်ပေါက်နေပြီးရောက်ထိုက်သူမှသာရောက်ရှိနိုင်တဲ့ထူးဆန်းအံ့ဖွယ်ကောင်းလာတဲ့သူတော်စင်သူတော်မြတ်တွေအတိတ်ထံပြီးကြောက်တုံးတတုံးပေါ်မှာတတုံးကိုထပ်ပြီးတီထားတဲ့ကြောက်ထက်ဓာတုစီတီတော်အကြောင်းကိုကျွန်တော်ရဲ့မိတ်ဆွေတွေကိုပြောပြလို့တယ်ဗျကျွန်တော်ပြောပြပေးမယ်ကြောက်ထက်စီတီတော်မြတ်ဟာတဘာဝတရားအရာထက်နေတဲ့ကြောက်တုံးကြောက်ထက်တွေပေါ်မှာစီတီတော်တီထားခြင်းမဟုတ်ပဲမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးရဲ့ဓာတ်တော်မူတော်ကိုမတမာသူတွေမခိုးဝှက်နိုင်အောင်သူတော်စင်သူတော်မြတ်တွေကကြောက်တုံးလေးတွေကိုတတုံးချင်းထပ်ပြီးဇေဒီတီထားတာဖြစ်ပါတယ်အဲ့ဒီဇေဒီအတွင်းမှာဓာတ်တော်များဌာပနာထက်အပေါ်ကနေထပ်ဆင့်ပြီးတီထားတဲ့ကြောက်ထက်ဇေဒီတော်ပါဒီဇေဒီတော်အကြောင်းကိုလွန်ခဲ့တဲ့နှစ်ပေါင်း30လောက်ထဲကကျွန်တော်ကိုပြောပြပေးသူကတော့ပုပ္ပားရွှေကူကြောင်မှာတင်းသုံးနေတဲ့ဆရာတော်ဦးပရမဝနသိတိခေါ်ယောဂီဦးပြေဆုံးဖြစ်ပါတယ်အဘဦးပြေဆုံးပြောပြခဲ့တဲ့ကြောက်ထက်ဇေဒီကိုနှစ်ပေါင်းများစွာကြာအောင်ကျွန်တော်ရှာဖွေခဲ့ပါတယ်မကြာသေးခင်အချိန်ကာလတစ်ခုကမှမမျှော်လင့်ပဲဦးစင်းတစ်ပါးရဲ့ကျေးဇူးကြောင့်ရှာဖွေတွေ့ရှိခဲ့ပါတယ်ဖူးမြော်ကြီးညိုလေ့လာခဲ့ရတာဖြစ်ပြီးအချိန်ကာလတစ်ခုတွင်မှာကြောက်ထက်ဇေဒီတော်ကြီးကိုရှေးမှုမပြတ်ထိမ့်သိမ့်ပြီးအဲ့ဒီနေရာမှာသာသနာတော်စီပင်အောင်ငကယုံရုပ်ပွားတော်မြတ်ကြီးနဲ့ဇေဒီပထိုးတွေကျောင်းကန်စီရည်သာသနိကအဆောက်အုံတွေကိုပြင်မာကြီးအရှိကျောင်းတိုက်ဆရာတော်ဦးရာစိန်သားကဦးစီးပြီးစောက်လုပ်လှူဒန်းနိုင်ဖို့အတွက်ကျွန်တော်ဟာဒိဋ္ဌံလျက်ရှိပါတယ်ဖိုးပြည့်စုံရဲ့ပြောပြချက်အရကတော့ဒီကြောက်ထက်ဇေဒီတော်ဟာမန္တလေးတိုင်းကြောက်ပရောင်းမြို့နယ်ပုပ္ပားတောင်မကြီးအရှိဘက်တာယာအေးချမ်းလွန်းလာတဲ့တိရိတ်ဝါရိတ်သဘာဝတရားလေးနဲ့ပြည့်စုံလာတဲ့ကြေးရွာလေးတစ်ရွာရဲ့ကြောက်ကုန်းကြီးတစ်ခုပေါ်မှာတည်ရှိနေတာဖြစ်ပါလေဒီကြောက်ထက်ဇေဒီတော်ကြီးရဲ့ဌာပနာတော်တိုက်တွင်မှာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးရဲ့ဓာတ်တော်မူတော်တွေကိုတီဟိုကယဟန္တာမထေရမြတ်တွေကပင့်ဆောင်လာပြီးတော့သစ္စာပြုဆုတောင်းပြီးကြောက်တုံးကြီးပေါ်ရှိတဲ့ကြောက်တုံးတွေကိုထက်ကဇေဒီတော်တီးပြီးဌာပနာထားခဲ့တယ်လို့သိရပါတယ်ထပ်မံပြီးအဲ့ဒီကြောက်ထက်တွေအောက်မှာအလောင်းစီသူမင်းလက်ထက်ကချင်းလူမျိုးတွေနေထိုင်ခဲ့မှုတဲ့မျိုးစိုးရွာမှာအလောင်းစီသူမင်းတီထားတဲ့မျိုးစိုးဇေဒီတော်မှာပူဇော်ထားတဲ့တက်တော်တွေကိုပါသူတော်စင်သူတော်မြတ်တွေကပင့်ဆောင်ပြီးကြောက်ထက်ဇေဒီတော်တီထားကိုးကွယ်လာတာနှစ်ပေါင်းများစွာကြာရှိခဲ့ပြီလို့လည်းသိရပါတယ်ပုပ္ပားတောင်ရဲ့အရှိဘက်မှာလူမနေတော့တဲ့မျိုးစိုးရွာဟောင်းနေရာကြီးဟာယနေ့အထိရှိနေခဲ့သလိုမျိုးစိုးဇေဒီတော်ပြက်ကြီးလည်းယနေ့ချိန်ထိရှိနေပါတယ်မျိုးစိုးဇေဒီဌာပနာတိုက်တော်ကိုမတမာသူတွေကမကြာခဏဖောက်ယူတတာကြောင့်သူတော်စင်တွေကဌာပနာတိုက်တွင်းမှာဓာတ်တော်မူတော်တွေကိုပင့်ဆောင်ပြီးတော့ကြောက်တောင်တွေပေါ်မှာထားဖို့ကြောက်တုံးတွေကိုတည်ယူစဉ်တီဟိုကယဟန္တာတွေပင့်ဆောင်လာတဲ့ဓာတ်တော်တွေကိုဖူးတွေ့ရတာကြောင့်ဓာတ်တော်တွေကိုစုပေါင်းပြီးကြောက်တုံးတွေကိုထက်ကဇေဒီတော်တီထားတယ်လို့သိရပါတယ်ဒီကြောက်ထက်ဇေဒီတော်မြတ်ကြီးဟာပုပ္ပားတောင်မကြီးအရှိဘက်နက်ကန်လေလို့ခေါ်တဲ့နဂလေရွာနဲ့ရှော့တော်ရွာကြားမှာရှိတဲ့ပြင်မာကြီးရွာမှာတည်ရှိပါတယ်ကြောက်ထက်ဇေဒီတော်ကြီးမှာဌာပနာထားတော်မူတဲ့ဓာတ်တော်မူတော်တွေဟာမကြာခဏအယောင်ကြီးတော်တွေကွန်မြူတာကိုဖူးမြော်ရပြီးဒီဇေဒီတော်အတွင်းမှာမြတ်စွာဘုရားရဲ့ဓာတ်တော်တွေဟာနေမြင့်ရင်အပေါ်ကိုမြင့်လာပြီးနေကြခြင်းမှာဓာတ်တော်များအောက်ကိုပြန်ကျလာတဲ့အလင်းရောင်တွေကိုမြဝါထင်ဖူးမြော်ခဲ့ရဘူးတဲ့အသက်60ကျော်ရွယ်အဖိုးအဖွားတွေရဲ့ပြောပြချက်အရလည်းသိရပါတယ်တက်ကြီးကွာကြီးတွေရဲ့တဆင်စကားတဆင်တာပြောပြချက်အရကြောက်ထက်ဇေဒီတော်ကြီးဟာဟိုးအဖိုးအဖွားတွေလက်ထက်ကလေးကတည်ရှိနေခဲ့တယ်လို့သိရပါတယ်အဘဦးပြေဆုံးကထပ်ပြီးတော့ပြောပြပေးခဲ့တာကတော့ပုပ္ပားတောင်ကိုလာရောက်ပြီးဒိဋ္ဌံဝင်တဲ့ယဟန်ပုဂ္ဂိုလ်တွေလူပုဂ္ဂိုလ်တွေဝိဇ္ဇာစောကြီးတွေထွက်ရလန်းလိုက်တဲ့သူတော်စင်တွေဟာမိမိတို့ကိစ္စပြီးတိုင်းဒီဇေဒီတော်မှာသစ္စာပြုပြီးကြောက်ခဲတဲ့တုံးထက်ကတီထားခဲ့ကြောင်းနဲ့ဒီဇေဒီကိုရောက်မှသာဒိဋ္ဌံခရီးအလုံးအောင်မြင်ပြီးမြောက်ကြောင်းအဘာဘုံမင်းကောင်အဘာဘူးအောင်နဲ့မနောမဟိတိပြည်လုံးချမ်းသာဂိုင်းကျုပ်ဆရာကျော်ပါဝင်ပုဂ္ဂိုလ်တော်တော်များများပုပ္ပားတောင်မကြီးနဲ့တောင်ကလပ်မှာဒိဋ္ဌံပြီးမြောက်အောင်မြင်ပြီးတာနဲ့ဒီကြောက်ထက်ဇေဒီမှာမိမိတို့အဋိဋ္ဌံပြီးဆုံးကြောင်းသစ္စာဆိုကြောက်သွားထပ်ပြီးမှအဋိဋ္ဌံပြီးဆုံးနိုင်တယ်လို့လည်းဘဟုတုတထပ်မံသိရှိရပါတယ်ကြောက်ထက်ဇေဒီတော်ရဲ့လှုပ်ဝက်ချက်များထူးဆန်းမှုများအဋိဋ္ဌံအောင်မြင်မှုများအံ့ဩဖွယ်ရာများရှုမောဖွယ်ရာများကိုစိတ်ဝင်စားနေတဲ့မိတ်ဆွေတွေကိုထပ်မံပြောပြပေးမယ်ပြင်
တခြားအကြောင်းအရာတွေကိုလည်းဆက်လက်တင်ဆက်ပေးသွားပါမယ်နားဆင်ပေးတဲ့အတွက်ကျေးဇူးပါဗျာ